အာဆီယံအစည်းအဝေးတစ်ခါလုံးတစ်ခါဆက်ကွဲရအခုကဆရာတို့ပြောင်းသွားနိုင်ငံတော်94တန်းဟာတလားမှာတစ်ခါတော့အဆက်ခွဲခံနေရတယ်အာဆီယံကဘာအစည်းအဝေးလုပ်ပြန်ပြီဆိုလို့ရှိရင်မြန်မာမဖိနေမြန်မာမဖိဘူးမြန်မာနိုင်ငံရေးဝန်ကြီးမလာရအောင်မြန်မာဝန်ကြီးမလာရအောင်မြန်မာကိုယ်စားလှယ်မလာရအောင်တလားမှာတစ်ခါတော့မှန်ကြီးဆက်ခွဲခံနေရတယ်ဆရာတို့ကအာဆီယံအစည်းအဝေးလုပ်အောင်ကြောက်နေရတယ်ဟုတ်အာဆီယံအစည်းအဝေးလုပ်တိုင်းမှာဆရာတို့မဖိဘူးမြန်မာကိုမြန်မာဆိုတော့ဒီမှန်ပြူမြန်မာနိုင်ငံနဲ့ပတ်သက်ဆိုင်ကံွယ်ရှုတ်ချတာလုံးတော့အစည်းအဝေးတစ်ခါလုံးကတစ်ခါဆက်ကွဲနေရတစ်နှစ်မှာအစည်းအဝေး12ခါလုံးရင်ဆရာတို့မြန်မာနိုင်ငံတော်နဲ့မြန်မာပြည်သူ90ပြည်နဲ့12ခါအဆက်ကွဲခံနေရလူပုံလဲမှာသူတို့အစည်းအဝေးလုပ်သွားတာပြဿနာမရှိဘူးဆရာတို့ကနေတိုင်းရင်နဲ့ကိုယ့်အိမ်မှာကိုထမင်းထိုးစားရင်းနေဘူးစိတ်မကောင်းတော့အဲ့မှာကဘာချိုးမှာမနေရတော့မလို့ကဘာချိုးပဲပေါင်းထိုးပြီးစက်ကြော်တာပဲတော့ပြေးရတော့မလို့မြန်မာနိုင်ငံကိုကော်ပြီးတော့အင်္ဂါချိုးလွတ်ပလိုက်ရတော့မလို့ထိမြန်မာနိုင်ငံကတိတ်ခါကြနေတယ်အဖြစ်ကိုလက်မခံဘူးအဲ့တော့လက်ခံလို့မရဘူးတရုတ်ကထိုင်ဝမ်ကိုထိလို့စစ်တပ်နဲ့ဝိုင်းပြီးထိုင်ဝမ်ဝိုင်းနေတယ်လို့ပဲဆရာတို့ကလည်းဆရာတို့ကဆို NUG ကိုပွဲတင်ပြီးတော့လက်ရှိဆိုအောင်ပယ်ရှားပြီးတော့အဆက်ခွဲနေတယ်အဆက်ခွဲနေတာနဲ့ပတ်သက်လို့မှန်မှန်ကြီးဆက်ခွဲနေတာအာဆီယံကမှန်မှန်ကြီးဆက်ခွဲနေတယ်နိုင်ငံတော်အဲ့လိုခွဲနေတဲ့အတွက်ကြောင့်ဒါကိုရက်ဆိုင်သွားဖို့ဆိုရင်ဆရာတို့ကတင်ရချက်တွေထုတ်လိုက်ဘာလို့လဲညာလို့လဲတော့မရတော့ဘူးအထီတော့အိတ်စီကမရတော့ဘူးဖြစ်စစ်နေတဲ့ကိစ္စပါရာစီတမောတော့မပြောက်တော့ဘူးစတေးမန်ထုတ်လိုက်ဒီရှုတ်ချလိုက်ကန့်ကွက်လိုက်ဒီသဘောမတူပါမြန်မာနိုင်ငံတော်ကြီးအချို့ရအောင်စော်ဝါချင်းဖြစ်တည်ဆိုတာအဲ့ဒါပါရာစီတမောဖြစ်နေမရဘူးအဲ့ဒါပါရာစီတမောဖြစ်နေမရဘူး อสุขาพาลาเซตามอนพาลาเซตามอน အဲ့ဒါပါရာစီတမောဖြစ်နေမရဘူး